စာဖက်လိုက်တော့အကုန်နားလေရတာနဲ့ speaking ပြောတော့မှဘာလို့မထွက်လာတာလဲဒီပြဿနာကမြန်မာအကြောင်းသားတွေတို့များများကြုံတွေ့ရတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်မြန်မာအကြောင်းသားတွေလို့ပြောလိုက်ပြီဆိုရင် Genuine English ကနေပြီးတော့ IS အထိလေ့လာနေတဲ့အကြောင်းသားတွေအားလုံးပါပါတယ်ဒီပြဿနာကိုဖြေရှင်းနိုင်မယ်နီလန်ကောင်း၃ခုကိုလည်းပြောပြထားပါတယ်ဒီနီလန်ကောင်း၃ခုကအင်္ဂလိပ်စာအုပ်တွေကိုဖတ်တဲ့အခါမှာဒီတိုင်းဖတ်သွားတာမျိုးမဟုတ်ပဲနဲ့ကိုယ်တိုင် speaking ပြန်ပြောနိုင်တဲ့အထိကိုလုပ်လို့ရမယ်နီလန်ကောင်းတွေဖြစ်တယ်ဒီနီလန်ကောင်းတွေကိုလည်း active reading လို့လည်းခေါ်ပါတယ်ပထမဆုံးတစ်ခုကတော့စာအုပ်ထဲက sentence တွေနဲ့ကိုယ်အသွေးတွေ ideas တွေကိုနှိုင်းယှဉ်ကြည့်ဖို့ပါကျွန်တော်ဆိုရင်ဖလိဖတ်တာရှိတဲ့စာအုပ်တွေက level လိုက်သတ်မှတ်ထားတဲ့စာအုပ်တွေနောက်ပြီးရင် Reader Digest တို့ The Economist တို့အဲ့လိုမျိုးစာအုပ်တွေလည်းဖတ်ပြတယ် Fiction Non-Fiction တွေလည်းဖတ်ပြတာဖြစ်ပါတယ်အဲ့လိုမျိုးစာအုပ်တွေကိုဖတ်တဲ့အခါမှာဖတ်နေရင်လည်းကျွန်တော်သဘောကျတဲ့စာကြောင်းလေးတွေမကြာခဏအားဖြင့်ကြုံတွေ့ရတတ်တယ်အဲ့လိုမျိုးတွေ့တဲ့အခါမျိုးမှာဆိုရင်ကျွန်တော်ဖတ်နေရင်ခဏရက်လိုက်တယ်ရက်ပြီးတော့ကျွန်တော်ပြောချင်တဲ့ ideas တွေအသွေးတွေနဲ့ပြန်ပြီးတော့နှိုင်းယှဉ်ကြည့်တယ်ပေါ့နော်ငါဒါဆိုရင်ဒီအကြောင်းအရာကိုဘယ်လိုမျိုးပြောမလဲဆိုပြီးတော့ပြန်ပြီးတော့နှိုင်းယှဉ်ကြည့်တယ်အောက်မှာလည်းဥပမာတစ်ခုပေးထားတယ်ပေးထားတဲ့ဥပမာကစာအုပ်ထဲမှာ I felt purposeless hopeless and directionless ဆိုပြီးတော့ပေးထားတယ်ပေါ့ဗျာမြန်မာလိုအဓိပ္ပာယ်လည်းပြန်ပြီးတော့ရေးပေးထားတယ်ငါဘဝကရည်ရွယ်ချက်မဲ့မျှော်လင့်ချက်မဲ့ပြီးဥတီချက်ပြောင်းနေတယ်လို့ခံစားရတယ်ဆိုတဲ့စာကြောင်းလေးဒီလိုမျိုးစာကြောင်းကိုကျွန်တော်တို့ကိုယ်တိုင်တာပြောမယ်ဆိုရင် life is meaningless ဆိုပြီးတော့ပဲရိုးရှင်းရှင်းပြောမိနိုင်တယ်အကြောင်းအရာတစ်ခုကိုကျွန်တော်တို့ပြောချင်တယ်ကျွန်တော်တို့ပြောချင်တဲ့ ideas တွေအသွေးတွေကိုပြောချင်တဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့ဒီတိုင်းပဲကိုအဆင်ပြေတယ်လို့မျိုးမြန်မာလိုပြန်ဘာသာပြန်ပြီးတော့ပြောဖြစ်ကြရပါတော့မြန်မာလူကနေအင်္ဂလိပ်လိုအင်္ဂလိပ်လူကနေမြန်မာလိုဘာသာပြန်ပြီးတော့ပြောဖြစ်ကြရတို့တော့ညာလည်းပဲစာအုပ်ထဲမှာသုံးထားတဲ့အသုံးနှုန်းအများစုကပို့ပြီးတော့တဘာဝကျတတ်တယ်အဲ့ဒီတော့စာဖတ်နေနဲ့ကိုသဘောကျတဲ့အသုံးနှုန်းတွေစကားလုံးလေးတွေကိုတွေးတဲ့အခါမှာခဏလောက်ရက်လိုက်ငါသာဆိုရင်ဒီเจ้าရာကိုဘယ်လိုမျိုးပြောဖြစ်မလဲဆိုပြီးတော့နှိုင်းရှင်ကြည့်ပါနော်အဲ့လိုမျိုးနှိုင်းရှင်ကြည့်လိုက်တဲ့အခါမှာကိုသုံးတဲ့အသုံးနှုန်းကရိုးရှင်းရှင်းဖြစ်နေပြီးတော့စာအုပ်ထဲကအသုံးနှုန်းကတော့ပို့ပြီးတော့တဘာဝကျဖြစ်နေတယ်ဆိုတာမျိုးတွေကိုကိုကတွေ့ရလိမ့်မယ်ဒီလိုမျိုးကိုယ့်ရဲ့အသုံးနှုန်းနဲ့စာအုပ်ထဲကအသုံးနှုန်းတွေကိုနှိုင်းရှင်ကြည့်လိုက်တဲ့အခါမှာအုံနောက်ကပေါ့ကိုမသုံးဖြစ်တဲ့စကားလုံးအသုံးနှုန်းတွေကိုမသုံးဘူးတဲ့စကားလုံးအသုံးနှုန်းတွေကိုမသုံးလိုက်တဲ့စကားလုံးအသုံးနှုန်းတွေကိုပို့ပြီးတော့မှတ်မိသွားပြီးတော့ speaking ပြောတဲ့အခါမျိုးမှာလည်းထုတ်သုံးလာနိုင်တယ်အဲ့ဒီပြင်ကိုမှ writing ရေးတဲ့အခါမှာလည်းထုတ်သုံးလာနိုင်တာဖြစ်ပါတယ်ဒါကပထမတစ်ချက်ဒုတိယတစ်ချက်ကအခန်းတစ်ခန်းဖတ်ပြီးတိုင်းအတနဲ့ပြောပြီးတော့ပြန်အနစ်ချုပ်ပါစာအုပ်ကိုဖတ်တဲ့အခါမှာဒီစာအုပ်လုံးမှာအကြောင်းအရာအကုန်လုံးကစုပုံပြည့်သိမ့်နေအောင်မဟုတ် chapter လိုက်အခန်းလိုက်ခွဲထားရပါတော့အဲ့တော့ကိုက chapter တစ်ခုကိုဖတ်ပြီးသွားတိုင်းအခန်းတစ်ခန်းကိုဖတ်ပြီးသွားတိုင်းအတန်အတွက်ပြောပြီးတော့ summarize လုပ်ကြည့်ဖို့လိုမယ်ပြန်နှိမ့်ချုပ်ကြည့်ဖို့လိုမယ်ခုနကကိုဖတ်လိုက်တဲ့အကြောင်းအရာတွေကိုအင်္ဂလိပ်လိုအတန်ထွက်ပြီးတော့ပြန်ပြောကြည့်ဗျာ speaking နဲ့ပြန်ပြောကြည့်ပိုကောင်းတာက writing နဲ့လည်းပြန်ရေးပြီးတော့ပြောကြည့်speaking နဲ့ပြောတဲ့အခါမျိုးမှာဆိုရင်တော့ကိုပြောလိုက်တဲ့အကြောင်းအရာကိုဖုန်းနဲ့ recording ယူပြီးပြန်နားထောင်တာမျိုးကိုလုပ်တင်တယ်ဒီလိုမျိုးလုပ်တာက Genuine English သမားတွေတော့ IS speaking လုပ်နေတဲ့သူတွေအတွက်ကအများကြီးအထောက်အကူပြုတာဖြစ်တယ်အင်္ဂလိပ်စာကိုလေ့လာမှာမဟုတ်ဒီလိုမျိုး video content တွေကိုရိုက်တဲ့အခါမှာလည်းကိုက recording ယူပြီးတော့ပြန်နားထောင်ရတာမျိုးတွေကိုလုပ်ပေးရပါတယ်အဲ့လိုမျိုးလုပ်ပြီးတော့ပိုပြီးကောင်းတာပေါ့နော်အဲ့တော့ chapter တစ်ခုဖတ်ပြီးတိုင်း speaking ပြောပြီးတော့ကိုပြောလိုက်တဲ့ speaking recording ယူပြီးတော့ပြန်နားထောင်ကြည့် summarize လုပ်တဲ့အခါမှာအချက်လက်တွေကြံခဲ့လားစကားလုံးအသစ်တွေအသုံးအနှုန်းအသစ်တွေကိုမသုံးမိပဲဖြစ်သွားလားနောက်ပြီးတော့ pronunciations တွေမှားနေလားအစရှိတိုင်းမျိုးပြန်ပြီးတော့သုံးသပ်ကြည့်ပါနော် writing ရေးတဲ့အခါမှာလည်းအဲ့လိုမျိုးလေးတွေလုပ်ကြည့်စကားလုံးအသစ်တွေကိုငါသုံးနိုင်ရဲ့လား grammar တွေမှားနေလားအစရှိတဲ့ပြန်ပြီးတော့လုပ်ပြီးပါတော့နောက်တစ်ခုသွားလိုက်မယ်ပေါ့နော်၃ခုမြောက်တတိယမြောက်တစ်ခုကဘာလဲဆိုရင် note taking ပေါ့မှတ်စုထုတ်တဲ့အခါမှာကျွန်တော်တို့ကနှစ်မျိုးခွဲထုတ်ဖို့လွယ်လိမ့်မယ်ဘယ်လိုမျိုးနှစ်မျိုးခွဲထုတ်မှာလဲပထမတစ်မျိုးကတော့ knowledge ဘဟုတုတအတွက်ဖြစ်ပြီးတော့ဒုတိယမြောက်တစ်ခုကတော့ language ဘာသာစကားအတွက်ဖြစ်ပါတယ်အဲ့တော့ knowledge အတွက်ကစာအုပ်ကိုဖတ်လိုက်တယ်ဆိုရင်အဲ့ဒီစာအုပ်ထဲမှာစာရေးတဲ့သူကပေးတဲ့အကြံဉာဏ်တွေ ideas တွေအသွေးခေါ်ကောင်းတွေကို highlight လုပ်တာမျိုးတွေတည်တဲ့မှတ်စုလုပ်တာမျိုးတွေကိုလုပ်ပေးတင်တယ်အဲ့လိုမျိုးလုံးမှပဲဒီစာအုပ်ထဲမှာကိုလေ့လာလိုက်တဲ့အတစ်တော့အရာတွေကိုမှတ်မိသွားမှာလေ့လာပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒုတိယတစ်ခုကတော့ language ကျွန်တော်တို့ကစာအုပ်ကိုအင်္ဂလိပ်လိုဖတ်နေတာဖြစ်တဲ့အတွက်ဒီစာအုပ်ထဲမှာကျွန်တော်တို့မသိသေးတဲ့အသုံးအနှုန်းအသစ်တွေစကားလုံးအသစ်တွေလည်းရှိပါတယ်အဲ့လိုမျိုးစကားလုံးအသစ်တွေကိုလည်းလေ့လာမှတ်သားဖို့လိုတယ်ကိုမသိသေးတဲ့စကားလုံးအသစ်တွေရှိမယ်အသုံးအနှုန်းအကောင်းစားအလန်းစားတွေရှိမယ်အဲ့လိုမျိုးတွေကိုတည်တံ့မြင်သားတာမျိုးတွေစာအုပ်နဲ့မှတ်တာမျိုးတွေလုပ်ပေးတင်တယ်စာအုပ်အုပ်ထဲမှာရောပြီးမှတ်လိုက်မယ်ဆိုရင် knowledge နဲ့ language ကရောသွားလိမ့်မယ်ရောသွားတဲ့အခါမှာသိချာကွက်ပြမှဖြစ်ပဲဖြစ်သွားလိမ့်မယ်ဒါကြောင့်ကျွန်တော် note taking မှတ်စုလုပ်တဲ့အခါမှာလည်းနှစ်မျိုးခွဲပြီးတော့မှတ်စုလုပ်တင်တယ်
knowledge အတွက်ကစာအုပ်တော့ language အတွက်ကစာအုပ်တော့ဖုန်းတို့ tablet တို့မှာဖတ်တယ်ဆိုရင်တော့ဗျာကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုရင်အယောင်လေးနဲ့ခွဲပြီးတော့မှတ်လို့ရတယ်ဒါပေမဲ့စာအုပ်တွေကိုကန်ပြီးဖတ်တဲ့အခါမှာတော့စာအုပ်နဲ့မှတ်တာပို့ပြီးတော့ကောင်းလိမ့်မယ်ဒါကစာအုပ်ကိုဖတ်တဲ့အခါမှာစာအုပ်ကပြီးတဲ့ဘ ഹു တုတကိုရောအင်္ဂလိပ်စာကိုရောဘယ်လိုမျိုးထိထိရောက်ရောက်လေးလာလို့ရမလဲဆိုတာကိုပြောပြတာဒါဆိုရင်ဘယ်လိုမျိုးစာအုပ်တွေကိုဖတ်မလဲဥပမာပြောရရင်ကျွန်တော်အင်္ဂလိပ်စာကိုစပြီးလေ့လာတော့ကဖတ်ခဲ့တဲ့စာအုပ်မျိုးစားတွေကများတယ်ဗျာ level လိုက်သတ်မှတ်ထားတဲ့စာအုပ်တွေကိုလည်းဖတ်တယ် self help စာအုပ်တွေလည်းဖတ်တယ် fiction non fiction တွေလည်းဖတ်ခဲ့တယ်ပေါ့အဲ့လိုမျိုးဖတ်တဲ့အခါမှာအကောင်းဆုံးကတော့ self help နဲ့ကျွန်တော်တို့non fiction တွေကိုဦးစားပေးဖတ်တာပို့ပြီးတော့ကောင်းတယ်နော်ဘာလို့ဆိုတော့ဒီလိုမျိုးစာအုပ်တွေမှာသုံးထားတဲ့အသုံးအနှုန်းတွေကကိုယ့်ရဲ့မြန်မာဘာသာစကားမှာလည်းရင်းနှီးပြီးသားအကြောင်းအရာတွေရင်းနှီးပြီးသားအသုံးအနှုန်းတွေပဲဆိုတော့ဖတ်ရတာအခက်ခဲရှိမှာမဟုတ်ဒါကနဦးအစပိုင်းမှာဆိုရင်တော့ဒီလိုမျိုး self help နဲ့ပတ်သက်တဲ့စာအုပ်တွေ non fiction နဲ့ပတ်သက်တဲ့စာအုပ်တွေကိုဖတ်တဲ့အခါမှာလည်း level လိုက်သတ်မှတ်ပြီးထားတဲ့စာအုပ်တွေလည်းရှိတယ်ဒါမှမဟုတ်လည်းဒီမူရင်းစာအုပ်တွေလည်းရှိတယ်အဲ့လိုမျိုးတွေကိုစူးစမ်းပြီးတော့ဖတ်ကြည့်ပါနော်တဖြည်းဖြည်းနဲ့အဆင်ပြေသွားပြီဆိုရင်တော့ fiction စာအုပ်တွေကိုဖတ်ကြည့်တာမျိုးတွေအဲ့ဒါတွေကိုလည်းလုပ်ကြည့်လို့ရပါတယ်အခုဒီမှာပြပြသွားတဲ့အချက်၃ချက်လုံးကတော့စာဖတ်လိုက်တော့နားလေတယ် speaking ပြောတဲ့အခါမှာဘာလို့မထွက်လာတာလဲဆိုတော့ပြဿနာကိုဖြေရှင်းပေးနိုင်မယ် active reading လုပ်တဲ့နည်းတွေဖြစ်ပါတယ်ခင်ဗျဒီနည်းတွေကိုအသုံးပြုပြီးတော့ reading ဖတ်တဲ့အခါကနေပြီးတော့ speaking ပြောတဲ့အခြေအနေအထိကိုရောက်အောင်လုပ်လို့ရမှာပဲဖြစ်ပါတယ်